ကဘာကျော်လောင်းမဲ့စွမ်းရည်နဲ့မားတထောင်တကောင်ပွားမြင်းချံမျိုးသားတင်လင်းခန့်လူတယောက်ရဲ့ခန္ဓာကိုယ်လေးချိန်တစ်ခုလုံးကိုလက်တစ်ဖက်နဲ့ထိန်းချုပ်ပြီးတော့ကင်မီကောက်ပုံစံထောင်ပြနိုင်မှုဆိုတာကဖြစ်နိုင်ပါမလားလို့မိကုံးထုတ်စရာရှိပါသည်ဒါပေမဲ့အဲ့လိုမျိုးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့စွမ်းရည်မျိုးကိုပိုင်ဆိုင်ထားတဲ့မြန်မာလူငယ်လေးတယောက်တကယ်ရှိနေတာဖြစ်ပါသည်သူကတော့မားတထောင်တကောင်ပွားလို့တင်စားတော့တဲ့မြင်းချံမျိုးသားမောင်တင်လင်းခန့်ပဲဖြစ်ပါသည်ကျွန်တော်ကွန်မြူနတီနေရာရဲ့ကလစ်စတန်နဲ့တို့ခေါ်တဲ့ကိုလေးချိန်ကိုအသုံးပြုပြီးကစားတဲ့ကစားနည်းမှာသူ့ရဲ့စွမ်းဆောင်ရည်တွေကတကယ်မှပါစားအောင်သာဖြစ်စီမဲ့အနေအထားမျိုးဖြစ်ပါသည်ဒါမှမဟုတ်တယောက်အနေနဲ့လက်နှစ်ဖက်နဲ့ဟန်ချမ်းကြီးအောင်ထိမှုတောင်မှခက်ခဲတဲ့အနေအထားမှာသူကတော့လက်တစ်ဖက်လေးကိုအသုံးပြုပြီးတော့ကင်မီကောက်ထောင်ပြသွားတာတွေ့လိုက်ရပါသည်ဒါကခန္ဓာကိုယ်ကြံ့ခိုင်မှုတက်တက်တွေမကဘဲနဲ့စိတ်ကိုပါအစွမ်းကုန်စူးစီးထားနိုင်မှသာလှုပ်ဆောင်နိုင်မယ့်အရာတစ်ခုဆိုတာညှင်းလို့မရပါဘူး။မြင်းချမျိုးလိုနေရာဒီသားကနေပေါ်ထွက်လာတဲ့လူမျိုးယန္နာတစ်ပါးကနိုင်ငံတကာအဆင့်မီတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတာဖြစ်ပါသည်။သူ့ရဲ့ဗီဒီယိုတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီကောင်လေးကတဝန်တန်ကိုဇွဲလုံးလားနဲ့ဒီအဆင့်ကိုရောက်လာတာမဟုတ်ဘူးဆိုတာချက်ချင်းသိသားစေတာဖြစ်ပါသည်။လက်တစ်ဖက်နဲ့ခန္ဓာကိုယ်အမြောက်တင်လိုက်တဲ့ခိုက်တန်တိုင်းမှာကြည့်ရှုသူတွေကိုရင်သက်ရှူမောဖြစ်စေခဲ့ပါသည်။ကဘာကျော်အားကစားမကြီးတောင်မှချိန်ပြီးတော့လေ့ကျင့်ရတဲ့လူမျိုးခက်ခဲနေတဲ့လှုပ်ရှားမှုတွေကိုမြန်မာလူငယ်လေးတယောက်ကပါမနေလုပ်ပြနိုင်တာကတကယ်မှဂုဏ်ယူစရာဖြစ်ပါလေ။တင်လင်းခန့်ရဲ့စွမ်းရည်တွေကပြည်တွင်းမှာရက်တက်နေမယ့်အနေအထားမဟုတ်ဘဲနဲ့ကဘာကပါအတိမတ်ပြူရလောက်တဲ့အဆင့်တန်းတစ်ခုကိုရောက်ရှိနေပြီလို့ပြောရင်လည်းမမှားပါဘူး။သူရဲ့ကြိုးစားအားထုတ်မှုနဲ့မရပါပါမီတို့ပေါင်းဆက်လိုက်တဲ့အခါမှာတော့မြင်းချမျိုးသားတင်လင်းခန့်ဆိုတဲ့နာမည်ကကာလီစတန်နစ်လောကမှာတောက်ပလာခဲ့တာဖြစ်ပါသည်။ရှေ့ဆက်ပြီးတော့လေဒီထက်ပုံမအမခန်းနဲ့စွမ်းဆောင်ရည်နဲ့တူနိုင်ငံကုန်ကိုစောင့်နိုင်မဲ့လူငယ်တယောက်ဖြစ်လာအောင်မဲဆိုတာယုံကြည်မိပါတယ်ခင်ဗျာ။